ဒီနေ့တော့စော်မုံကားနဲ့ငန်းပြားရီကျော်လှုပ်စားပါမယ်အသီးရွက်ကျော်တဲ့ပဲငန်းပြားရီပဲရှိတော့အဲ့ဒီပဲငန်းပြားရီနဲ့ပဲပေါ့နော်နောက်ငရုတ်သီးခွဲချမ်းလေးနဲ့စက်သွန်တစ်လုံးလုံးဆိုရင်များနေလို့စက်သွန်တစ်ချမ်းပဲသုံးပါမယ်မထူမပါအနည်းတော်လေးတွေပဲလှေးပါမယ်ပြီးရင်တော့စက်သွန်လေးတွေကိုစီးသက်ပါမယ်ပလတ်စတစ်အထုပ်ထဲကငါးအတုံးလေးတွေကိုထုံမယ်ပြီးမှလို့ရှိရင်အနေတော်လေးတွေတုံးမယ်ပေါ့နော်ဒီအနေလောက်အတုံးလေးတွေဆိုရင်ရပြီပေါ့နော်ပြီးသွားရင်တော့စီသက်ထားတဲ့ကြက်သွန်လေးတွေကိုအတုံးလေးတွေပါထည့်ပြီးတော့ရှောင်းမွေလိုက်ပါမယ်စားထည့်မယ်ပြီးရင်ငန်းပြားရီထည့်ပါမယ်ငန်းပြားရီကြောဆိုတော့ငန်းပြားရီကိုများများထည့်ပါတယ်ပြီးကြတော့ကြက်သွန်စီသက်တော့ထည့်ဖို့မေ့သွားတယ်စနွေးမုံနဲ့ငရုတ်သီးမုံကိုထည့်မယ်ပေါ့နော်ငရုတ်သီးမုံကတေးသေးပစ္စည်းပဲကျန်တော့တယ်ဆိုတော့နည်းနည်းပဲထည့်လို့ရတော့ပေါ့နော်ရှည်ထည့်စရာမလိုပဲနဲ့ငါးနေတူတော့မရှိတွေထွက်လာပါတယ်အရှားသာမြည်ကြည့်တော့တိတ်မငန်းတာနဲ့ငန်းပြားရီကိုထပ်ထည့်ပါတယ်ငါးထွက်လာတဲ့အရှည်တွေခံပြီးတော့မှစီးပြန်လာတဲ့ထိထားပေးပါမယ်အခုလိုမျိုးရေတွေကုန်သွားပြီးတော့စီးပြန်ပြီးတော့ခက်ကြွကြွအနေထားလေးဖြစ်လာပြီဆိုရင်ငရုတ်သီးခွဲချမ်းမုံထည့်လို့ရပြီပေါ့နော်စီပူနေတဲ့အချိန်နဲ့ဆိုရင်ငရုတ်သီးခွဲချမ်းတွေတူအောင်ပါဆိုလို့မိဖို့ကိုအရင်ဆုံးပိတ်လိုက်ပါတယ်ပြီးကြတော့မှငရုတ်သီးခွဲချမ်းမုံကိုစားခြင်းနဲ့အစအနေထားလောက်ဖြိုးရပေါ့နော်စီကတော်တော်လေးပူနေတော့မိဖို့ဟိုဘက်ဒီဘက်ပေါ့နော်မီးမဖွင့်ထားတဲ့မီးအေးနေတဲ့ဘက်ကိုရွှေ့လိုက်ပြီးတော့မှဒီဘက်ကိုပြန်ရွှေ့ပါတယ်ဒီလိုအနေထားဆိုရင်ဒါရပါပြီဒီထက်ကျွတ်ချင်သေးပေမဲ့လည်းအိုးကအရင်ကတ်တော့လေဒီလောက်နဲ့ပဲတော်လိုက်တယ်ခုဆိုရင်တော့အရင်စားခြင်းစရာကောင်းတဲ့ဆယ်မွန်ငန်းပြားရီကျော်လေးရပါပြီရှင်